မဟာတုဒ္ဒတနာစัจ java ရိမင်းရှိမှာဗရမ ယေတနာအကြောင်းဗရမ ယေတနာတစ်ခုဖြစ်ဘူးတယ်ဗရမဖြစ်ဘူးတယ်အဲ့ဒီမဟာတုဒ္ဒတနာစัจ java ရိမင်းရှိမှာဗရမလည်းရှိတယ်ကြောက်စိမ့်လည်းရှိတယ်သူကမျိုးအရေးသွေးကောင်းတယ်ရှစ်မြောင်ပုံစံသွေးတာတောင်းကြည်လဲကြည်တယ်နောက်တာလည်းမရှိဘူးဘာမှမလူလေသေးမရှိပြည့်စုံတယ်အဲ့ဒီဗရမကိုတကွန်တိုင်းထိတ်လိုမျိုးတကွန်တိုင်းလိုမျိုးထိတ်မှတက်ပြီးတော့စစ်အင်္ဂါ၄ပါးနဲ့လက်နက်ကင်ပြီးတော့ဘိုးတွေကိုလက်နက်ကင်ပြီးတော့ညဘက်ကြီးရွာထဲကိုတွားလို့ရှင်အဲ့ဒီဗရမရဲ့အယောင်နဲ့ရွာတွေကလင်းအဲ့ကရွာတွေကလူတွေကနေကင်းရောက်ပြီဆိုပြီးတော့မိုးလင်းပြီဆိုပြီးတော့လေထုံမဲ့သူတွေကလေထုံဖို့ပြင်တယ်ရောင်းဝယ်လုံးမဲ့သူတွေကရောင်းဝယ်လုပ်ဖို့ပြင်တယ်မဟာတုဒ္ဒတနာစัจ java ရိမင်းရှိမှာရှိတဲ့ဗရမယေတနာအဲ့လိုအရေးသွေးမျိုးရှိတယ်အလင်းရောင်ထွက်တယ်